ပေါက်ပင်ဘာကြောင့်ကဲရတယ်ပေါက်ပင်ကိုင်းတာဗျိုင်းနာလို့ပါဗျိုင်းနာဘာလို့နားရတယ်ငါပေါ်လို့နားတာပါငါဘာလို့ပေါ်တာလဲကျွဲလူးလို့ပေါ်တာပါကျွဲကဘာကြောင့်လူးတာလဲဖြုတ်ကြိုက်လို့လူးရတာပါဖြုတ်ကဘာလို့ကြိုက်တာလဲမိုးရွာလို့ပါမိုးကဘာလို့ရွာတာလဲဖားအော်တာကြားလို့မိုးရွာတာပါဖားကဘာလို့အော်တာလဲငွေကြိုက်လို့ဖားအော်ရတာပါငွေကဘာလို့ကြိုက်တာလဲအစာစားလို့ငွေကကြိုက်ရတယ်အစာကဘာလို့စားတာလဲခန္ဓာရှိလို့အစာစားတာအဲ့ဒီခန္ဓာကဘာလို့ရှိတာလဲသမုဒိယသစ္စာကြောင့်ပါအဲ့ဒီသမုဒိယသစ္စာဘာလို့ဖြစ်တာလဲအဝိဇ္ဇာနဲ့တဏှာမူလနှစ်ဖြာကြောင့်ပါအဲ့ဒီမူလနှစ်ဖြာအကြောင်းမြင်လိုက်ပေါက်ပင်ကိုင်းတာကတကယ်တော့ကံမျက်စိကကြည့်ဒိုင်းနာလို့ကိုင်းတာလို့ဖြစ်ပါတယ်ဉာဏ်မျက်စိကကြည့်မယ်ဆိုရင်ပေါက်ပင်ကိုင်းတာအဝိဇ္ဇာနဲ့တဏှာကြောင့်ပါလို့မြင်ပါတယ်နော်မိမိတို့ဒီတုံးနေတာပဲမီးတုံးတဲ့အခါဟောလောင်သားလဲပုံသားရောမီးလဲအဲ့ဒီငိမ့်နဲ့မီးဖယ်သွားတယ်လေရှေ့လားနောက်လားတောင်လားမြောက်လားအထက်လားအောက်လားမေးရင်ဖယ်သွားတယ်ပြောလို့ရတယ်ဟောမေးနေ